အားလုံးပဲမင်္ဂလာပါအားလုံးကိုဘုရားသခင်ရဲ့မျက်မှောက်တော်ထဲကနေအထူးပဲကြိုဆိုပါရစေဒီနေ့မှာနော်ကောင်းသောစစ်သူရဲ့ဆိုတဲ့နှုတ်ကပတော်အားဖြင့်ကျွန်တော်အနေငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နော်ဖိလိမုန်ဩဝါဒစာအခန်းကြီး1အငယ်1နဲ့2မှာကျွန်တော်ဖော်ပြချင်တာဖြစ်တယ်ယေရှုခရစ်နှင့်ဆက်ဆိုင်သောအားဖြင့်အကျဉ်းခံရသောငါပေါလုနှင့်ငါညီတိမောသေသည်ငါတို့ချစ်သောလုတ်ပေါ်ဆောင်ပတ်ခြင်းဖိလိမုန်ငါတို့ချစ်သောနှမအပိငါတို့စစ်သူရဲ့ချင်းအာခိတ်ပုမှဆ၍သင်ဤအိမ်၌ရှိသောအသင်းတော်ကိုကြားလိုက်ပါ၏အာမင်ဟာလေလုယာဒီညမှာဘာတွေ့ရတယ်လဲဆိုလို့ရှိရင်ယေရှုခရစ်နဲ့ဆက်ဆိုင်သောအဖြစ်အကျဉ်းခံရသောငါပေါလုဟာလေလုယာတမန်တော်ကြီးပေါလုကခရစ်တော်ရဲ့ဧဝံဂေလိသတင်းကိုဟောပြောရင်းနဲ့ခရစ်တော်ရဲ့နာမကြောင့်ဝိညာဉ်တော်ရဲ့ဥဆောင်မှုအဖြစ်ဘုရားသခင်ရဲ့အစေကိုခံပြီးတော့မှဝိညာဉ်တော်ရဲ့ဥဆောင်မှုအဖြစ်ဘုရားရဲ့နိုင်ငံတော်အတွက်အသက်ရှင်လှုပ်ဆောင်တဲ့အခါမှာအကျဉ်းခံရတာဖြစ်တယ်နော်ညင်ပန်းနှိမ့်ဆက်ခြင်းအမျိုးမျိုးနော်အမျိုးမျိုးသောနော်စုံစမ်းနှောက်ဆက်ခြင်းတွေတွေ့ကြုံရတာဖြစ်တယ်ဘာထက်ပြောလဲဆိုရင်ငါတို့ချစ်သောနှမအပိငါတို့စစ်သူရဲ့ချင်းအာခိတ်ပုမှစ၍ဟာလေလုယာဒီမှာဘာတွေ့ရတယ်လဲငါတို့စစ်သူရဲ့ချင်းအာခိတ်ပုဟာလေလုယာယနေ့ချစ်ရတဲ့မိတ်ဆွေယုံကြည်သူညီကိုမောင်နှမများသင်ဟာငါဟာဖခင်အတွက်အသက်ရှင်မဲ့သူဖြစ်တယ်ငါဟာတာမန်လူမဟုတ်ဘူးဖြစ်တယ်ငါဟာစာတန်ရဲ့လှုပ်ရတဲ့အားလုံးကိုဖျက်ဆီးပြီးမှဖခင်ရဲ့နိုင်ငံတော်ကိုတည်ထောင်မဲ့သူဖြစ်တယ်ငါဖခင်ရဲ့အလိုတော်ကိုပြည့်စုံစေမဲ့သူဖြစ်တယ်ငါဖခင်ရဲ့အမှုတော်ကိုမြေကြီးမှာပြီးစီးစေမဲ့သူဖြစ်တယ်လို့သင်ကိုသိတယ်ဆိုလို့ရှိရင်သင်ကိုသိရင်မြင်ရမယ့်အမြင်ဟာကောင်းသောစစ်သူရဲ့ကဲ့သို့သင်ကိုသိမြင်ဖွင့်အတွက်အရန်အရေးကြီးတာဖြစ်တယ်ဟာလေလုယာယနေ့စစ်သူရဲ့ကစစ်သူရဲ့ဆိုတာကိုယ့်ကိုစစ်သူရဲ့အရာမှာခန့်ထားတဲ့သူနဲ့စိတ်နဲ့တွေးအောင်တဲ့လောကီမှုရင်းနဲ့ပွားသောရှုပ်ထွေးခြင်းကိုဖယ်ရှားတတ်တယ်လို့လည်းကျမ်းစာတစ်ခုမှရေးထားတာဖြစ်တယ်ဆိုတော့ယနေ့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့နိုင်ငံတော်သားတွေဖြစ်တယ်ကျွန်တော်တို့မှာနိုင်ငံရှိတယ်ယုံကြည်သူတိုင်းရဲ့နိုင်ငံဟာဘုရားသခင်ရဲ့နိုင်ငံတော်ဖြစ်တယ်လောကရဲ့နိုင်ငံတိုင်းမှာဥပဒေရှိတာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာဥပဒေရှိတယ်လောကရဲ့နိုင်ငံရဲ့ဥပဒေအလုံးကလည်းနာခံခြင်းနဲ့စတာဖြစ်တယ်လို့ဘုရားနိုင်ငံတော်ရဲ့နော်ဥပဒေမှာလည်းနာခံခြင်းနဲ့ပဲလှုပ်ဆောင်တာဖြစ်တယ်ဆိုတော့ဒီနေ့လောကအရာမှာရှိနေတဲ့နိုင်ငံရေးတွေအားလုံးကဥပဒေတွေအားလုံးကဝိညာဉ်လောကကနေလာတဲ့အရာတွေပဲဖြစ်တယ်ဟာလေလုယာဒါပြီးတော့နိုင်ငံတိုင်းမှာနိုင်ငံတိုင်းမှာရှိတဲ့သမ္မတတွေဘုရင်တွေအားလုံးကလည်းဖယားသခင်ကခန့်ထားတဲ့သူတွေဖြစ်တယ်တော့ဖယားသခင်ခန့်ထားတဲ့သူတွေဖြစ်တယ်ဥပဒေတွေအားလုံးကလည်းဝိညာဉ်လောကကနေလာတဲ့အရာတွေဖြစ်တယ်ဟာလေလုယာယနေ့ကျွန်တော်တို့နော်ဒီနေ့တိုင်းနိုင်ငံတွေရဲ့နော်တိုင်းနိုင်ငံတွေမှာရှိတဲ့ဥပဒေတိုင်းမှာ law တွေရှိတယ်အဲ့ဒီ law တွေကိုနာခံရတာဖြစ်တယ်နော်အဲ့တော့နိုင်ငံတိုင်းမှာစစ်တပ်တွေရှိတယ်စစ်တပ်တွေကလည်းအထက်အမိန့်ကိုနာခံရတာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာလည်းနိုင်ငံတော်သားတယောက်အနေနဲ့ကောင်းသောစစ်သူရဲတယောက်အနေနဲ့စစ်သူကြီးတယောက်အနေနဲ့အထက်အမိန့်ကိုနာခံရတာဖြစ်တယ်ခေါင်းဆောင်တွေရဲ့အမိန့်ကိုနာခံရတာဖြစ်တယ်ဝိညာဉ်တော်ရဲ့အမိန့်ကိုလည်းခံရတာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ရတာဖြစ်တယ်ကျွန်တော်တို့လောကနိုင်ငံရဲ့နိုင်ငံရေးမှာတောင်မှကိုယ့်သဘောနဲ့ကိုဘာတစ်ခုမှလုပ်လို့မရအောင်ဖြစ်တယ်ယနေ့ဝိညာဉ်ရေးရာဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာလဲဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုလုပ်လို့မရအောင်ဖြစ်တယ်ဟာလေလုယာတပည့်တော်ဆိုတာကစစ်သူရဲကိုပြောခြင်းဖြစ်တယ်စစ်သူရဲဆိုတာကအထက်ကမိန့်လာတဲ့အရာအလုံးကိုအထက်ကပြောလာတဲ့အရာအလုံးကိုနားလေသည်ဖြစ်စေမလဲသည်ဖြစ်စေလှုပ်ဆောင်ခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ချစ်ရတဲ့မိတ်ဆွေယုံကြည်သူများသင်ကိုသင်စစ်သူရဲတယောက်လို့မြင်တယ်ဆိုရင်ကောင်းသောစစ်သူရဲဖြစ်ဖို့ရန်အတွက်နာခံခြင်းကအရန်အရေးကြီးတာဖြစ်တယ်ဟ
ဟာလေလုယာသင်အရေးချင်းဘလောက်ပဲရှိနေပါစေနာခံခြင်းမရှိရင်သင်စစ်သူရဲ့လို့မရဖြစ်တယ်သင်နိုင်ငံတော်ရဲ့ဝန်ကိုထမ်းလို့မရဖြစ်တယ်ဖခင်နိုင်ငံတော်ဆိုရင်ပို့ဆိုသင်နာခံခြင်းမရှိဘူးဆိုရင်နာခံခြင်းကအရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာနာခံခြင်းကအရေးကြီးဆုံးဖြစ်တယ်ဖခင်သခင်ကနော်ဘလို့ရစ်ကိုပဲလာနော်ဘယ်ရစ်မျိုးနဲ့ဘယ်ရစ်မျိုးဘယ်လိုရစ်မျိုးပဲလာပါစေတဲ့နော်ဖခင်သခင်နှစ်သက်ဆုံးကတော့နာခံခြင်းကိုပုံနှစ်သက်တယ်တဲ့ရစ်အမျိုးမျိုးထက်ကောင်းပါတယ်ဆိုတဲ့ရစ်အမျိုးမျိုးထက်ဖခင်သခင်ကနာခံခြင်းနားထောင်ခြင်းကိုကြိုက်တာဖြစ်တယ်အာမင်ဒါကြောင့်မို့မိတ်ဆွေသင်ဟာကောင်းသောစစ်သူရဲ့ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်သင်ဟာနာခံခြင်းနှိမ့်ချခြင်းကိုသင်ယူရမှာဖြစ်တယ်သခင်ယေရှုကတပည့်တော်တွေကိုပြောတယ်နော်ဘယ်သူမှမစီရသေးတဲ့မိကလေးကိုတွားပြီးတော့မှယူလာခဲ့တဲ့သင်တို့တွားပါအဲ့ဒီမှာနော်ချီနှောင်ထားတဲ့ခြိထားတဲ့မြီးလေးရှိလိမ့်မယ်အဲ့ဒီမြီးကဘယ်သူမှမစီရသေးတဲ့မြီးလေးဖြစ်တယ်အဲ့တော့ယူလာခဲ့ပိုင်ရှင်ကမေးရင်တစုံတစ်ယောက်ကမေးရင်သခင်အလိုရှိတယ်ပြောနေသင်နဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကအဲ့လိုခိုင်းရင်ဟာနော်ဆရာဖြစ်ပါမလားဆရာမဖြစ်ပါမလားနော်ဆရာဟာလည်းမဟုတ်ဘူးနော်ကျမဟာလည်းမဟုတ်တငယ်ချင်းဟာလည်းမဟုတ်ဘူးနော်အဖမ်းခံရမယ်ထင်တယ်ရဲတိုင်ခံရမယ်ထင်တယ်အဆူခံရမယ်ထင်တယ်တင်းနဲ့ကျွန်တော်ဆိုရင်မေးခွန်းတွေပြန်မေးမှာဖြစ်တယ်ဒါပေမဲ့တပည့်တော်ကပြန်မမေးဘူးဟုတ်ကဲ့သခင်တခါတည်းပါဖြစ်လေမြည်သွားယူတယ်မေးတယ်ဟိုကလည်းသခင်အလိုရှိတယ်အဲ့တော့ခေါင်းဆောင်ပြောခိုင်းတဲ့အတိုင်းပြောတယ်ခေါင်းဆောင်ခိုင်းတဲ့အတိုင်းလုပ်တဲ့ခါမှာအကုန်ဖြစ်လာတာဖြစ်တယ်အာမင်ဒါကြောင့်ဒီမှာရှိတဲ့ချရတဲ့မိတ်ဆွေယုံကြည်သူများသင်တကယ်ပဲဖယားသခင်ကြီးမားစွာဗိတ်သိက်အသုံးပြုတဲ့ဖယားလူ man and woman of God တောက်သင်ဖြစ်ခြင်းနဲ့ဆိုရင်နာခံခြင်းသေဆိုလဲဟုတ်ကဲ့ရှင်ဆိုလဲဟုတ်ကဲ့အဲ့ဒီလိုနာခံခြင်းနှိမ့်ချခြင်းနှလုံးသားကိုသင်ဘာဖြစ်လဲအရင်သင်ရမှာဖြစ်တယ်သင်အဲ့ဒါတော့မသင်နိုင်ဘူးဆိုရင်နာခံခြင်းနှိမ့်ချခြင်းကိုမသင်နိုင်ဘူးဆိုရင်နားလည်မှနာခံမယ်ဆိုရင်အဲ့ဒါနာခံခြင်းမဟုတ်ဘူးဖြစ်တယ်နားလည်မှနာခံမယ်ဆိုရင်နာခံခြင်းမဟုတ်ဖြစ်တယ်နားလည်သည်ဖြစ်စေမလည်သည်ဖြစ်စေဘာကြောင့်ငါ့ကိုဆူရတာလဲဘာကြောင့်ငါ့ကိုဒါတွေခိုင်းရတာလဲဘာကြောင့်ငါ့ကိုဒီလိုပြောရတာလဲနားလည်မှဟုတ်ကဲ့ပြောမယ်ဆိုရင် you cannot serve the Lord သင်ဖယားသခင်ကိုအမှုဆောင်လို့မရဖြစ်တယ်သင်ကောင်းသောစစ်သူရဲ့မဖြစ်နိုင်ဘူးဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ချရတဲ့မိတ်ဆွေယုံကြည်သူများဒီကာလမှာဖယားသခင်ကနော်ဒီကာလမှာဖယားသခင်ကသင်ကိုပေါ်ထွန်းစေချင်တာဖြစ်တယ်။ဤလောကသည်ဘုရားသခင်သားတို့ပေါ်ထွန်းတော်မူခြင်းကိုအလွန်တောင်းတမျှော်လင့်လျက်နေတယ်။သင်နဲ့ကျွန်တော်ပေါ်ထွန်းရမယ့်ခြင်းဖြစ်တယ်။သင်နဲ့ကျွန်တော်မပေါ်ထွန်းသေးတာသင်နဲ့ကျွန်တော်ကိုဘုရားသခင်ကြီးကြီးမားမားသုံးလို့မရသေးတာနာခံခြင်းမှာအားနေနေတယ်လို့ဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့စပြီးတော့မှနာခံခြင်းမှာအားကြီးတော်သူတွေကောင်းသောစစ်သူရဲ့တွေဖြစ်ကြဖို့သခင်ယေရှုနာမ၌ကောင်းချီးပေးပါတယ်။အားလုံးကိုဘုရားကောင်းချီးပေးပါစေ။